ဝါရောမင်္ဂလာပါမနေ့ညလေကိုညိုတွေအော်ဝင်းနဲ့အောင်ဝဲခံပေးနိုင်ခဲ့တယ်ဒီကျွန်တော် channel မှာလည်းယူကရိန်းကိုပေါ်ယူကရိန်းလီကိုပေါ်လေးလုံးဝသားနဲ့လမ်းခဲ့တယ်ဒီကျွန်တော် free tip ဒီလာရဲကိုအောင်လေးလုံးဝအောင်တော့ကိုညိုတွေကျွန်တော်ပြောလို့ပဲကိုရောဆော်က ZZ11 လို့ကျွန်တော်ပြောခဲ့လို့ပဲ11ကြခဲ့တယ်ကိုအောင်လေးဒီပြ80 85ရာခိုင်နှုန်းလောက်ရမယ်ထင်တယ်ဒီကျွန်တော်နိုင်မေးပွဲစဉ်ဖြစ်တဲ့အလားပဲပေါ်ဒီလေးကလည်းလုံးဝသားနဲ့လမ်းခဲ့တယ်ဒီကျွန်တော်တို့အဓိကတော့ကိုအောင်ရောလာဘက်ပေါ်ဒီရောကအချိန်မိုးမှအပြည့်ရမယ့်ခွင့်ရေးကြီးကိုဆုံးရှုံးခဲ့တာပေါ့ဒီညမှာတော့ကျွန်တော်ဒီနိုင်မေးပွဲစဉ်လည်းဖတ်ဖို့တော့ရှိတယ်ဒီနိုင်မေးပွဲစဉ်လာယူခြင်းနဲ့ညိုတဲ့ဒီ Viber 3ကို96831559မှာလာဆက်သွယ်နိုင်ပါတယ်ဒီ Viber ဖြစ် Telegram မှာဖြစ်ပါလာဆက်သွယ်လို့ရပါတယ်ဒီညမှာကျွန်တော်နိုင်မေးပွဲစဉ်က2ပွဲလောက်ဖတ်မယ်လို့တော့စိတ်ကူးထားတယ်ဒါကတော့ဟိုပြောလို့တော့မရသေးဘူးဒါပေမဲ့တေချာပေါက်ဖတ်ဖို့တော့ရှိတယ်ဒီ fit ကိုတော့ကျွန်တော်တပွဲပဲရွေးချယ်တယ်ပဲဒီကိုညိုတွေဟိုကျွန်တော်ကဒီလာကြုံမှာလုံးဝကို share လန်းအောင်ကျွန်တော်ဒီ record တင်ပေးခြင်းလို့ပါဒါကူလောလောဆယ်တော့လုံးဝကိုစင်ပြေနေသေးပဲဒီကျွန်တော်free tip နောက်ဆုံးဒီည14ရက်ဆိုတော့73ပွဲပေါ်ကြီး2ပွဲသာကြိုးပါသေးတယ်channel ပွဲတွေဟိုပြားရှုံ2ပွဲပါမယ် channel ပွဲတွေအစစ်သက်ရပဲဘယ်လိုပဲဖြစ်ပါကိုညကိုတွေလုံးဝကို share လန်းနေကြမှာဗျာဒီညကလည်းကိုညကိုတွေဒီကျွန်တော် CDA ပွဲစဉ်ဖြစ်တဲ့ဒီ Inter Milan နဲ့ Atalanta တို့ရဲ့ပွဲကိုကျွန်တော်ရွေးချယ်ထားတယ်ဒီပွဲမှာ Inter Milan အိမ်ကွင်းကနေပြီး1ဒီတလုံးသေးကိုပေါင်းသိန်း3လုံး50စားဆိုပြီးပေးထားတယ်ကျွန်တော်ကတော့အများကြီးမပြောတော့ဒီဘက်ကိုကျွန်တော်ကိုအောက်ကြိုက်တယ်ဘာလို့ကိုအောက်ကြိုက်လဲဆိုတော့ဒီပထမကြော့ဒီ Inter Milan ဝေခွင်းကနေ body ဈေးပြား80ရှုံးလောက်တော့မှကိုပေါင်းဈေးဒီကျွန်တော်တို့3လုံး50စားပေးခဲ့ရင်ခုအိမ်ခွင်းမှာဒီ body ဈေးဒီတလုံးသေးတလုံးသေးမှာကိုပေါင်းဈေးအနည်းဆုံး 3D ဆိုတာလာမယ်ပြီးတော့လက်ရှိလက်တလော်တီပေါင်တင်းနေထားရဆိုရင်အတလန်တာကိုရမ်းပေါ်နေတဲ့တင်းဒီလိုနေထားမှာဆိုရင်တေချာပေါက်3လုံးအရှုံးကိုပေးသင့်ပါတယ်3လုံးအရှုံးစားပါတော့3လုံး25ပြားရှုံး3လုံး30ရှုံးပေးလို့ရတယ်ဗျာဒီဂျူနိုက်ရိုလို့ဈေးတွေပေးတဲ့နေထားတွေရှိတယ်ခုက2သိန်းလုံး9သိန်းနဲ့နေထားမှာအဲ့ဈေးပေးလို့ရတယ်ဒါပေမဲ့3လုံးရှူတာနဲ့အပြက်စားမယ်ခွင့်ရေးကြီးဗျာနည်းနည်းဟိုချိုးလွန်းနေတယ်ကျွန်တော်တော့မကြိုက်ဘူးပြီးကျတော့ဒီ CDA ပွဲတွေတော်တော်များများစနေနေ့8နာရီခွဲကန်တဲ့ပွဲတော်တော်များများတော်တော်ကိုဂိုးပေါ်တာနော်ဒီစုံပေါ်သွားရင်သွားစုံပေါ်ရင်တေချာပေါက်ဂိုးပေါ်တယ်အထူးသဖြင့်8နာရီခွဲကန်တဲ့8နာရီခွဲ9နာရီခွဲအစောပဲကန်တဲ့ကိုမိုပွဲလာရင်တော်တော်ကိုစုံပေါ်သွားလေးဈေးရရှိတယ်ဒါပေမဲ့ကျွန်တော် like ကြည့်တဲ့နေထားတွေမှာကိုအောက်တဲ့နေ့တွေကဒီအသင်းကြီးတွေဖြစ်တဲ့ Inter Milan တို့နေ့တွေဒါကိုအောက်လေးရှိတယ်ဒါကြောင့်ကျွန်တော်ကတော့ဒီအစောပွဲကိုအောက်ဖို့အကြောင်းဖန်လာလို့ဒီ Inter Milan ရဲ့ပွဲကိုအစောပွဲဒီကန်စီတဲ့ပုံစံမျိုးတွေမှာရှိတယ်ဒါတော့ကျွန်တော်အကြိုက်ရွေးချယ်မှုကInter Milan ကိုအောက်ဖြစ်ပါတယ်ဒါအကြိုက်တွေကြီးကိုလိုက်ကစားရပါမနဲ့ထက်လက်ပဲဗျာ